မင်္ဂလာပါရှင်အခုညီမရောက်ရှိနေတာကတော့မော်ဘီမျိုးဝကြီးကြီးရမှာရှိနေတယ်သိရှိရကနေ9ရက်အတွင်းသိ990အထိဈေးချထားတယ်နိုင်ငံသုံးကားတွေပါတယ်အာစီတထထအင်္ဂလိပ်ကိုရောက်ရှိနေရဖြစ်ပါတယ်ရှင်အိမ်လေးရဲ့ပေကြီးကတော့အရှိမနမ24ပေနောက်ကို38ပေကြီးရှိပါတယ်ရှင်ဒါဆိုလို့ရှိရင်အိမ်လေးကိုတစ်ချက်လိုက်ကြည့်ပေးပါအောင်နော်အိမ်လေးကနိုင်ငံသုံးကားတွေပါပါတယ်ဒါကတော့ပထမဆုံးအခန်းလေးပဲဖြစ်ပါတယ်ရှင်အခန်းထဲမှာတော့အခုလိုမျိုးကြွေပြားပြည့်ခင်းထားပေးတာဖြစ်ပါတယ်ရှင်ဒါဆိုလို့ရှိရင်6လမ်းလေးပဲဖြစ်ပါတယ်6လမ်းလေးမှာလည်းကြွေပြားပြည့်ခင်းထားပေးတာဖြစ်ပါတယ်အခုလိုမျိုးပဲကျန်တဲ့နှခမ်းကိုလည်းအခုလိုမျိုးကြွေပြားလေးပဲခင်းထားပေးတာဖြစ်ပါတယ်ရှင်ရေမီးပြည့်စုံပါရှိပြီးတော့ခိုင်မာတဲ့ရွာမြေစစ်စစ်ပေါ်မှာတိစောက်ထားတဲ့ဒီအိမ်လေးကိုစိတ်ဝင်စားလို့လာရောက်ကြည့်ရှုခြင်းနဲ့ဆိုလို့ရှိရင်တော့ညီမတို့ရဲ့ဗမာပြည်အိမ်ချမ်းမြေကိုဆက်သွယ်မြင်မြင်နိုင်တယ်လို့အခုပေါ့နော်လာရောက်ဆရာတော်ဘုရားကြီးရဲ့တရားပွဲကိုလာရောက်နာကြားရင်းနဲ့လည်းအိမ်လေးကိုစုံစမ်းမြင်မြင်နိုင်ပါတယ်ရှင်